အိမ်ကကျွန်တယောက်နဲ့သူကရီငန်းနေပြီးသားမိဘတွေမသိအောင်တာဝတိမြို့မှာအလွတ်မှချမ်းသာကြွယ်ဝတဲ့တတိတူရဲ့သမီးပဲသူမှမောင်လေးတယောက်လည်းရှိတယ်ဒါအချိန်တန်ရွယ်ရောက်တဲ့အခါကျတော့မိဘတွေကနော်အမျိုးတူတတိသားတယောက်နဲ့ပေးစားဖို့ကြိုးစားကြတာအဲ့လိုကြိုးစားတဲ့အချိန်မှာသူကအိမ်ကကျွန်တယောက်နဲ့သူကရီငန်းနေပြီးသားမိဘတွေမသိအောင်နော်မိဘပေးစားတဲ့လူမယူနိုင်ဘူးဆိုတာသူ့စိတ်ထဲမှာဆုံးဖြတ်ချက်ကြတဲ့အတွက်ကြောင့်ဒီကျွန်နဲ့ပြေးကြတာပေါ့နော်ဝေးကြီးတနေရာကိုရောက်အောင်ပြေးကြတာအနီးနားမှာရှိလို့ရှိရင်လည်းပဲဒါအသက်ခံရနိုင်တယ်အဲ့ဒါနဲ့နော်ကိုယ်ဝင်ရလာတဲ့အခါမှာနော်မိမသားတို့ရဲ့ထုံးစံဒီသားဖွားရမယ့်ကိစ္စအလွန်တရာမှစိတ်ကိုချင်းချောက်တယ်တဘာကိုတန်းပြီးတော့သူအမှတ်ရတော့ဆိုတော့မိဘတွေကိုပဲအမှတ်ရတယ်အဲ့ဒါနဲ့မိဘတွေဒီသွားမယ်ဆိုတော့လင်းဖြစ်တဲ့လူကဘယ်လိုက်ရဲမလို့သူ့သေးတွင်သူတူးတယ်လို့ဖြစ်မှာပေါ့နော်အဲ့ဒါနဲ့ဒီမိမကိုတားတယ်မရနောက်တော့ယောက်ျားမသိအောင်မွေးကနေမှာအဲ့ဒါသူ့မိဘတွေရှိရမိဘဟာဘလောက်ဖဲသားသမီးကိုမုန်းတယ်ပြောနော်တကယ်အရေးရဲ့ကြောင်းရယ်ဆိုလို့ရှိရင်ဘလို့မှပြစ်နိုင်မှာမဟုတ်ဘူးဆိုတာသိတဲ့အတွက်ကြောင့်အဲ့ဒါမိဘတွေရှိရကိုသူသွားတယ်သွားတဲ့ခါကျတော့ယောက်ျားကမိန်းမမရှိဘူးဆိုလိုက်ရှာတဲ့အခါမှာလမ်းမှာတွေ့တဲ့အခါကျတော့ကလေးလေးကမွေးပြီးနေဘယ်မှာမွေးတုံးဆိုတော့လမ်းမှာပဲမွေးရတယ်ဟောအဲ့လိုမွေးတဲ့အခါကျတော့ဒီလင်းယောက်ျားကဒီကလေးလေးမွေးဖို့အတွက်မဲဟာမိဘအိမ်ကိုပြန်တာပဲမဟုတ်လားအခုကလေးလေးမွေးပြီးပြီဆိုတော့မိဘအိမ်ပြန်စရာမလိုတော့ဘူးဆိုပြီးတော့မိန်းမကိုချော့မော့ပြီးတော့ပြန်ခေါ်သွား